ရေခဲရိုက်ခံထားတဲ့ငားတွေလိုတောက်တောင်ကြီးနဲ့အချက်တကွဲကိုပြက်ရှုံးလာခဲ့ကြတဲ့နိုဘူးမန်စီးတီးချန်ပီယံလိဆိုတာဥရောပရဲ့အထက်တန်းလွှာတွေကစားတဲ့ပွဲမှာမန်စီးတီးလိုအသင်းမျိုးကဗိုလ်တော်ကလင်းလုံအသင်းနဲ့တွေ့ရင်ပုံမှန်အားဖြင့်ကိုပြက်နိုင်ရမှာပါဒါပေမဲ့အင်္ဂါနေ့ညကဖြစ်ပျက်ခဲ့တာတွေကတော့တနင်္လာနေ့တခုလိုပါပဲအာတိတ်ဆက်ဝိုင်းတဲကအေးခဲနေတဲ့ကွင်းမြင့်ကြီးထဲမှာမန်စီးတီးကစားသမားတွေဟာဘောလုံးကန်နေတာမဟုတ်ပါဘူးရေခဲရိုက်ခံထားတဲ့ငားများလို့တော့တောက်တောင်ကြီးဖြစ်ပြီးဘာလို့ရမှမသိဖြစ်နေကြကြတာပါတော့ကိုတကုတ်ဆိုတဲ့အရှုံးရတဲ့ကမန်စီးတီးအတွက်ရာဇဝင်ရိုင်းဆရာပါပိုင်ရှင်ရှိန်မန်ဆော်လာဒီပွဲကိုကြည့်နေရင်ဒီဗီကိုရမို့နဲ့ပေါက်ခွဲဖြစ်လောက်တဲ့အထိအနေထားပါဒီပွဲရဲ့ခေါင်းစဉ်ကဟာလန်အိမ်ပြန်လာပြီနော်နော်ဝေသားကြီးနော်ဝေမြေကိုပြန်ရောက်လာတဲ့ပြည်သက်တွေကသူ့ကိုကြိုဆိုတယ်ဒါပေမဲ့ကွင်းထဲရောက်တော့ Viking အစ်စ်ကဟာလန်မဟုတ်ပဲဘိုလိုကလင်တိုင်းစစ်မှုကပ်ပါထောက်ဖြစ်နေတာတကယ်ကိုဟာတာပါပဲဒီကောင်လေးကမန်စီးတီးနောက်တန်းကိုထမင်းစားရေးတောက်လို့သဘောထားပြီးကစားသွားပြတယ်ပရိုင်းမာတွေငကိုးသွင်းနေခေါင်းတိုက်တာလားခြေထောက်နဲ့ကန်တာလားအကုန်ဝင်တယ်မန်စီးတီးနောက်ခံလူတွေသူ့ကိုအဲလန်ညွန့်နေလို့လမ်းဖယ်ပေးနေကြလားအောင်းမေးရတယ်ကမ္ဘာအကောင်းဆုံးတိုင်းစစ်မှုကြီးဟာလန်ကတော့ဒီပွဲမှာ Hello Kitty ဖြစ်နေပါတယ်။ကိုယ်ပေါက်ရှိရောက်ရင်ခြေထောက်တွေတုံနေသလားဒါမှမဟုတ်ရာသီဥတုအေးလို့အကွေးအဆန်မလုံနိုင်တာလားမသိပါဘူး။ရော်ဒီကောင်းတိုင်ပေးတာကိုပိတ်မသွင်းနိုင်။ O'Reilly ပေးတာကိုလည်းချော်နေသူ့ကိုကြည့်ရတာနော်ဝေကိုဘောလုံးလာကန်တာမဟုတ်ပဲနှင်းလျှောစီးလာတဲ့ခီးသွားနေတူနေပါတယ်။အိမ်ပြန်လာမှအရှက်ကွဲတယ်ဆိုတာဒါမျိုးပါပဲ။ဟာလန်ကြောင့်ဒီပွဲအပြီးမှာနော်ဝေနိုင်ငံကူးလက်မှတ်အသိမ်းခံရမလားတော့စိုးရင်ရပါတယ်။မန်စီးတီးအခန်းစင်အကြောင်းကိုပြောရရင်ရေကျင်စိတ်ကိုထိန်းလို့မရဘူး။ဘိုဒိုကလစ်တောင်ပန်ကစားမှာဘလုံးဘက်ကဘောလုံးရတာနဲ့မန်စီးတီးနောက်တန်းကိုဈေးပန်းခင်းတယ်လို့ဖြန့်ခင်းသွားပါတယ်။22မိနစ်မှာ Hot Cup ဂိုးပန်လေးပေးလိုက်ပုံကလှလုံးပါတယ်။မန်စီးတီးနောက်ကန်လူတွေကဘောလုံးကိုလိုက်ကြည့်နေကြတာပွဲကြီးပရိသတ်တွေကြားနေတာပါပဲ။နောက်ထပ်119စက္ကန့်2မိနစ်တောင်မပြည့်ဘူးအကြာမှာဒုတိယကိုထပ်ပေးလိုက်ရတယ်။ဒီကလည်းဘလုံးဘက်ပါပဲ။မဲအလင်းစီကဘောလုံးကိုကလေးလက်ထဲကမုန်းလူစားသလိုလူယူသွားပြီး Hot ကိုထပ်ကျွေးလိုက်ပါတယ်။မန်စီးတီးကန်စီကစားမတွေဟာ social distancing ကိုလိုက်နာလုံးအားကြီးနေပါတယ်။တဲမနဲ့3မိနစ်တော့အကွာကနေပဲဝိုင်းကြည့်နေကြတာကြည့်ရတာကိုဗစ်ကာလကိုစိတ်ပူနေကြလုံးလားမပြောတတ်ပါဘူးဂလမဂျွန်နာရမာခင်ဗျာလေရှေ့ကနောက်တန်းကအပေါပြဲဖြစ်နေတော့ဘာတက်နိုင်ပါလဲသူကာကွယ်နိုင်ခဲ့လို့3ဂိုးတဂိုးနဲ့ပြီးတာပါမဟုတ်ရင်5ဂိုးတဂိုး6ဂိုးတဂိုးဖြစ်သွားနိုင်ပါတယ်ဒီပွဲရဲ့ဟာတာအော်စကာကိုတော့ကွင်းလေလူရိုဒီကရရှိသွားခဲ့ပါတယ်ပွဲစားရင်60မိနစ်အသင်းက2-1နဲ့ရှုံးနေတယ်ပြန်လိုက်ဖို့ကြိုးစားရမယ့်အချိန်အဲ့အချိန်မှာရိုဒီကဘာလုပ်နေလဲ53စက္ကန့်နဲ့အဝါကန်နဲ့ကပ်ယူပြီးအနီးကန်းနဲ့ထွက်သွားပါတယ်ဒါကမ္ဘာစံချိန်ချင်းဦးကြောင်ကြောင်နိုင်မှုပါပဲ10မိနစ်တော့မပြေဘူးနော်ခေါင်းဆွဲပြောတာတော့3မိနစ်ကြာသေးတယ်ရိုဒီကခေါင်းဆွဲမချက်ခင်အထုတ်ခံလိုက်ရတာပါ58မိနစ်မှာဂျိမ်းပတ်တာဟေးသွင်းလိုက်တဲ့ဂိုးကတော့မန်စီးတီးရဲ့နှလုံးသားကိုမြားနဲ့ပစ်ခွင်းလိုက်တယ်လို့ပါပဲမန်စီးတီးကွင်းလေကိုဖျက်ကျော်ပြီးဂိုးညာဘက်အပေါ်ကျောက်ကိုကန်သွင်းလိုက်တာဒေါ်လာရီမှာလှမ်းဖမ်းဖို့နေနေတာမျက်လုံးနဲ့လိုက်ကြည့်ဖို့တော့မမေ့ပါဘူးချာကီဝင်လာပြီးဂိုးတကုတ်ပြန်သွင်းတယ်ဟေးငါတို့ပြန်လာပြီအော်မလို့ရှိသေးတယ်ရိုဒီကအနီကဲထိသွားတော့အဲ့ဒီအော်တန်ကအလယ်ဘင်းမှာတိတ်သွားတယ်ဒီရှုံးပွဲကြောင့်မန်စီးတီးဟာချန်ပီယံလိရဲ့ထိပ်ဆုံး၈သင်းစင်းဝင်ဖို့မသေးကြတော့ပါဘူးတောင်းရင်မဝင်ဘာဖြစ်လဲပလေးအော့ကန်ရမယ်ပွဲပန်းမယ်အရှက်ကွဲမယ်မန်စီးလိုအသင်းကြီးကပလေးအော့ကန်ရမယ်ဆိုတာကဒေါက်တာပွဲရပြီးမှမူချိုပြန်တက်ရတယ်လို့တိတ်ခါကြစရာပါဒီကောင်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့မန်စီးတီးအသင်းဟာဥရောပမှာဘလူးဖြစ်ကနေဟာတာလူရှင်တော်အဖြစ်ပြောင်းလဲသွားပါပြီဘရိုကလစ်လောအသင်းကို3ဂိုးတဂိုးနဲ့ရှုံးနေဆိုတာစင်ကြီးပေးစရာမရှိပါဘူးကန်စစ်ကအပေါပြဲတိုက်စစ်ကဒုံးနေကွင်းလေကစိတ်မရှိမန်စီးတီးပြည်သက်ကြီးအခုလောလောဆယ်အိမ်ပြင်မထွက်ကြပါနဲ့အောင်တကယ်ချင်းနေမင်းငါတို့တင်းကဘောလုံးမကန်ဘူးရေခဲပြင်စကိတ်စီးနေတာလို့ဖြေရမယ်ထင်ပါတယ်အစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ